အမောင်ထဲကလက်ကဖဲကျွန်တော်အသက်ရှူဖို့တော့မေ့သွားတယ်ညိုကိုကျွန်တော်တတ်ခဲ့တယ်မချစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့လက်တွေကဘာလို့သွေးနဲ့ရနေရတာလဲအခုကျွန်တော်ထိုင်နေတဲ့ခုံအောက်မှာရှိနေတဲ့အရာကကျွန်တော်ကိုအပြေးပေးလိမ့်မယ်ကျွန်တော်ဖြည်းဖြည်းချင်းငုံကြည့်လိုက်တယ်အမောင်ထဲမှာတစ်ခုခုရှိနေတယ်အစပိုင်းမှာတော့အသားဆိုင်တစ်ခုလိုထင်ရတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့အဲ့ဒါကဖြတ်တောက်ခံထားတဲ့အမျိုးသမီးလက်တစ်ဖက်ညိုရဲ့ညာဘက်လက်ကလေးထူးဆန်းတာကအဲ့ဒီလက်ကပုတ်တိုးမနေဘူးအကြီးပြောင်းတွေကပျောက်ကွယ်နေပြီးနေရာလွတ်တွေမှာအပြာရောင်တလင်းကြောက်တွေနဲ့ဖွဲ့စည်းထားတာလက်သေးခွက်လေးတွေကအစအပြာရောင်ကြောက်တွေအဲ့ဒီတလင်းလက်ကလေးရဲ့အလေသွေးကြောတွေစီးဆင်းရာနေရာမှာတော့သွေးတွေမဟုတ်ဘူးအပြာရောင်လစ်ပြာဦးတေးသေးလေးတွေသူတို့ကစီးကြကြကြတစ်ဖြတ်ဖြတ်လင်းနေတယ်အဲ့ဒီလက်ကအသက်ရှူနေသူလိုပဲရှင်ကျမကိုတတ်ခဲ့တာလီညံညိုရဲ့အတန်ကကျွန်တော်ရဲ့ကြောပတ်ရထားပရင်းပေါက်မန်ပါစီကနေထွက်လာတယ်မှန်ပင်ကြီးလှည့်စားမှုကျွန်တော်တုံကြီးစွာနဲ့လှည့်ကြည့်လိုက်တယ်မှန်ထဲမှာပေါ်နေတဲ့ညိုရဲ့ပုံရိပ်ကပြုံးနေတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကအပြာရောင်ပိုးကြိုးတွေနဲ့အချုပ်ခံထားစေမှန်ပင်ပေါ်မှာတဖြည်းဖြည်းနဲ့အကြောင်းတွေပေါ်လာတယ်ရှင်ကျမကိုတတ်သည်ဒီသူသားနဲ့မှတိမ့်ထားခဲ့တာလीရှင်ကအလှအပါကိုတိတ်မှတ်တာကိုရုတ်တရက်မှန်ပြင်ကကွေးအပ်သွားပြီးအဆောက်အနားတွေအောက်ကိုပြုတ်ကျကုန်တယ်မှန်နောက်ကနေထွက်လာတာကညိုမဟုတ်ဘူးအေယာမပင်ကူနတ်ကြီးတကောင်ရဲ့ခြေတံရှည်ကြီးတွေကြောက်ပင်ကူခြေတံကြီးတွေကကျွန်တော်စီကိုဦးတီးလာတယ်ကျွန်တော်နောက်ကိုဆုပ်ဖို့ကြိုးစားပေမဲ့ကျမ်းပြင်ကရွှင်စေးလိုဆေးကန်နေပြီအပြာရောင်လိပ်ပြသေးတွေကကျမ်းပြင်ပေါ်ကနေထပြင်းလာပြီးကျွန်တော်ကိုဝိုင်းထားကြတယ်သူတို့ရဲ့အတောင်ပံတွေကဓားသွားတွေလိုထမ်းမြတ်နေတယ်ကူညီကြပါအောင်ကျွန်တော်အော်ဟစ်လိုက်တယ်ဒါပေမဲ့ဒီရထားတွဲထဲမှာကျွန်တော်တယောက်ဖဲရှိတာမဟုတ်ဘူးကျွန်တော်နဲ့ကျွန်တော်ရဲ့အပိရှိစိတ်ပဲရှိတာကဲတင်စင်လားတတ်ဖြတ်စင်လားညာမင်းကိုမင်းတပ်ဖို့ကြိုးစားမနေနဲ့အပေါ်တက်ကကျွန်တော်အတုကဘဲကနေရောက်လာမှမသိပဲလေကားပေါ်ကနေပြန်ပေါ်လာတယ်သူလက်ထဲမှာအပြာရောင်အရည်သူပြည့်နေတဲ့စီးထိုးအကြီးပါလာတယ်ဒါကမင်းရဲ့စိတ်ယူစဉ်ကဘာကိုဖျက်ဆီးပစ်မဲ့တခုတည်းသောနီးလမ်းပဲသူကအော်ရင်ကျွန်တော်စီကိုပြေးလာတယ်စီးထိုးအကကျွန်တော်လက်မောင်းစီကိုဦးတီးလာတယ်ကျွန်တော်သူ့ကိုတွန်းထုတ်ထိုကြိုးစားတယ်ဒါပေမဲ့ပင်ကူခြေတံကြီးတွေကကျွန်တော်ကိုဖမ်းချုပ်ထားပြီးဆေးအကကျွန်တော်အသားလဲကိုတိုးဝင်သွားတယ်အပြာရောင်အရည်တွေကျွန်တော်သွေးကြောလဲကိုစီးဝင်သွားတဲ့ခံစားချက်ကပူလောင်လွန်းတယ်အဲ့ဒီအရည်တွေကကျွန်တော်ရဲ့မှတ်ညမ်းတွေကိုလန်ကျွမ်းပြနေတာလိုပဲနာကျင်မှုကဆူးရှာလွန်းလို့ကျွန်တော်မျက်လုံးတွေပြာဝေသွားတယ်မြေရောက်ရထားသွဲညိုရစ်ဖြစ်တောက်ခံထားတဲ့လက်ပင်ကူနတ်ကြီးအကုန်လုံးပျောက်ကွယ်သွားတယ်3:33 မိနစ်ကျွန်တော်မျက်လုံးဖွင့်လိုက်တယ်အခန်းထဲမှာဆေးလိမ်ငွေ့တွေကငကိုအတိုင်ပဲနိုင်ရန်တစ်လုံးမှာတော့အပြာရောင်လေးပြသေးတွေအစီအီစပွဲပေါ်မှာနာရီကိုကြည့်လိုက်တော့မနက်3:33 မိနစ်ကျွန်တော်ကလာထိုင်ပေါ်မှာထိုင်နေစေလက်ထဲမှာဆေးလိတလေးကပြာကျနေပြီဒါတကယ်ပဲလားဒါမှမဟုတ်ကျွန်တော်ခုနမှတ်ခဲ့တဲ့အိမ်မက်ဆိုးတစ်ခုလားဒါပေမဲ့ကျွန်တော်လက်မောင်းကိုငုံကြည့်လိုက်တော့ဆေးထိုးအရာလေးတစ်ခုရှိနေတယ်ထွေးဆက်လေးတစ်ဆက်ကအပြာရောင်တန်းနေတယ်ကျွန်တော်မှန်ထဲကိုကြည့်လိုက်တယ်မှန်ထဲမှာပေါ်နေတဲ့ကျွန်တော်ပုံရိပ်ကပြုံးနေတယ်ဒါပေမဲ့အဲ့ဒီပြုံးကကျွန်တော်ပြုံးမဟုတ်ဘူးမင်းထင်နေတာကမင်းအခုအိပ်ရာကနိုးလာပြီလို့ထင်လားတကယ်တမ်းတော့မင်းကအခုမှအိမ်မက်ချဲကိုစပြီးဝင်လာတာလीမင်းအခုထိုင်နေတဲ့နေရာကမင်းရဲ့အခန်းမဟုတ်ဘူးမင်းရဲ့ခေါင်းတလာတွေမှာတလင်းကြောက်တူတာတယ်မှန်ပြင်ပေါ်မှာအပြာရောင်လိပ်ပြဦးတေးတေးလေးတွေတစ်ဖြက်ဖြက်လင်းလာတယ်မှန်တွေကကျွန်တော်ပုံရိပ်ကလက်ကိုဆန့်ထုတ်လိုက်ပြီးမှန်ပြင်ကိုထုတ်လိုက်တယ်ခွာမှန်ကကွဲအပ်သွားတယ်ဒါပေမဲ့မှန်အစအနားကြီးကအောက်ကိုပြုတ်ကျမသွားပဲအသက်ဝင်းနဲ့အပြာရောင်လိပ်ပြတွေအဖြစ်ပြောင်းလဲသွားတယ်သူတို့ကကျွန်တော်စီကိုပြန်သွားလာကြတယ်သွားတော့မင်းရဲ့သူ့သားတန်းကမင်းကိုစောင့်နေတယ်လူမျက်မြင်အဘိုးကြီးရဲ့ရဲဗန်ကလေတွေကနေပဲ့ထန်သွားတယ်ကျွန်တော်နောက်ကိုစုပ်ဖို့ကြိုးစားပေမဲ့ကလာထိုင်းကကျွန်တော်ကိုဖမ်းချုပ်ထားပြီးအပြာရောင်လက်ပြားတွေကကျွန်တော်ခန္ဓာကိုယ်ပေါ်မှာနားလာကြတယ်သူတို့နားတဲ့နေရာတိုင်းမှာကျွန်တော်ရဲ့အသားတွေကအေးဆက်သွားပြီးအပြာရောင်တလင်းကြောက်တွေအဖြစ်ပြောင်းလဲကုန်တယ်ကူညီကြပါအောင်ကျွန်တော်နောက်ဆုံးအချိန်အော်ဟစ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လဲချောင်းကလည်းတလင်းကြောက်ဖြစ်သွားပြီးအတန်ထွက်မလာတော့ဘူး
ကျွန်တော်ဟာအသက်ရှင်နေတဲ့ယုံတုတစ်ခုဖြစ်သွားတာလားအဲ့ဒီအချိန်မှာပဲအခန်းတကားပွင့်သွားတယ်အပြင်ကနေလူတစ်ယောက်ဝင်လာတယ်သူကမျက်နှာဖုံးဆွတ်ချတယ်သူလက်ထဲမှာကင်မရာတစ်လုံးပါလာတယ်သူကကျွန်တော်ကိုကြည့်ပြီးခလုတ်ကိုနှိပ်လိုက်တယ် flash ကောင်းတယ်ဒါကနောက်ဆုံးပြကွက်ပဲလူသူကပြောတယ်အဲ့ဒီလူကဘာတူလဲပြီးတော့သူကဘာလို့ကျွန်တော်ကိုဓာတ်ပုံရိုက်နေတာလဲကျွန်တော်ဟာတကယ်ပဲလူတစ်ယောက်လားဒါမှမဟုတ်တစုံတစ်ယောက်ရဲ့အမှုပညာ project တစ်ခုလားအဖြေကိုသိဖို့အတွက်ကျွန်တော်မှန်တဲ့ကထွက်လာတဲ့လက်ပြားတွေရဲ့နောက်ကိုလိုက်သွားရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ခြေထောင်တွေကကြမ်းပင်နဲ့တစားတီးဖြစ်နေပြီတကားဝကလူကမျက်နှာဖုံးကိုချွတ်လိုက်တယ်သူမျက်နှာကိုမြင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ဟာတေဆုံးသွားတဲ့ထက်ပိုဆိုးတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတော့လေအပိုင်း9တို့ဆက်ဖတ်ရညံမြင်လိုက်တဲ့မျက်နှာကဘသူမျက်နှာလဲသူကဘာလို့ဒီဝင်ကပထဲမှာပိတ်မိနေတာလဲအပိုင်း9မှာအရာအလုံးရဲ့အစကိုပြန်သွားကြရအောင်